ဆက်တာကို English လို့ဘယ်လိုပြောလဲကျွန်တော်ကြည့်ရအောင်ပေါ့နော်အစားအစာတွေဆက်တာကို spicy ကိုသုံးပြီးတော့ပြောတယ် okay ငရုတ်သီးတွေအများကြီးပါပြီးဆက်တာမျိုးပေါ့နော် example ကြည့်မယ် this curry is very spicy ဒီဟင်းကအရန်ကိုဆက်တယ်နောက်တစ်ခု example I don't like spicy food ကျွန်တော်ဆက်တဲ့အစားအစာတွေကိုမကြိုက်ဘူးဒါကတော့ကျွန်တော်အားလုံးသိပြီးသားပါနောက်တစ်ခုကြည့်မယ်မျက်စိအရေပြားလဲပင်ရင်ဘတ်တွေပူဆက်ဖြစ်တာမျိုးကိုကြတော့ဘာတွေသုံးလဲဆိုရင် burning sensation sting ဒီအသုံးလေးတွေသုံးပြီးတော့ပြောလို့ရတယ်ဒီအသုံးတွေကဘာကွာလဲဆိုရင်ကျွန်တော် B1 burn ကကြတော့တော်တော်လေးပြင်းထန်တဲ့ဒီပူဆက်မှုကိုပြောတဲ့အခါသုံးတယ်ပေါ့နော် burning sensation ကကြတော့ formosan နဲ့ပြီးတော့ medical english တွေမှာအသုံးများတယ် sting ကကြတော့ကျွန်တော်တို့ဒီ irritated ဖြစ်စေတာမျိုးပေါ့နော်မခံချိမကန်တာ okay ဒါဖြစ်စေတဲ့ခံစားချက်မျိုးအဲ့လိုမျိုးပူဆက်ဖြစ်တာမျိုးဆိုကျွန်တော်ဒီ sting ကိုသုံးပါတယ်နော် example ကြည့်အောင် my throat is burning ကျွန်တော်ရဲ့လေကြောင်း burning ဖြစ်နေတယ်ကျွန်တော်ရဲ့လေကြောင်းပူဆက်ဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော် burning နောက်တစ်ခု example ကြည့်မယ် I have a burning sensation in my chest ပြောချင်တာဘာလဲဆိုတော့ကျွန်တော်ရင်ဘတ်တွေပူဆက်ဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော်ဒီရင်ဘတ်တွေပူဆက်ဖြစ်နေတယ်ဆိုလိုရင်းอ่ะ okay တွဲသုံးတာတော့အဲ့လိုမျိုး have a burning sensation ဒီအတွဲလိုက်ပေါ့နော်ဒီ collocation လိုက်လေးတွဲသုံးတတ်ကြတယ် okay နောက်တစ်ခု example ကြည့်မယ် my lips sting after eating spicy food okay ဆက်တဲ့အစားအစာတွေစားပြီးတဲ့နောက်မှာကျွန်တော်ရဲ့နှာခမ်း sting ဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့နှာခမ်းပူဆက်တယ် okay အဲ့တော့ဆက်တာတွေစားပြီးတော့နှာခမ်းပူပြီးတော့ကျွန်တော်နေရတာ okay သိရမလားနေမတိထိုင်မသာဖြစ်စေတယ်ပေါ့ဗျာအဲ့ဒီခံစားချက်ကိုပြောချင်တာ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်တယ်လို့ပြောတဲ့နေရာမှာ spicy ပဲသုံးတာမဟုတ်ဘဲနဲ့ဒီအသုံးလေးတွေသုံးတဲ့အကြောင်းကျွန်တော်တို့အားလုံးသိသွားမယ်နော်အားလုံးပဲဘိုင်ဘိုင်ပါကျွန်တော်တို့ happy မှာဆောင်ကြပါမယ်